ဒီနေ့ည2:15မိနစ်မှာ Chelsea ပွဲရှိပါတယ်။ကံရမယ့်အသင်းက Wolves အသင်းနဲ့ပါ။ပြောရရင်တော့အဆင့်20အသင်းနဲ့ကံရမှာပါ။အဆင့်20ဆိုတာ Premier League ရဲ့အောက်ဆုံးအသင်းပဲဖြစ်ပါတယ်။ဒီလိုအသင်းနဲ့ကံရမှာဆိုပြီး Sunderland နဲ့တော့အလိုမျိုးခြေသွားနဲ့ထပ်ချမလာဖို့ကတော့အရေးကြီးပါတယ်။ Sunderland နဲ့တော့လည်းကျွန်တော်တို့ Chelsea ကစင်ပြောင်ကြီးအမိကြမှာတစ်ခဲ့ရပါတယ်။ Wolves နဲ့ပွဲမှာတော့ဒါမျိုးလုံးဝဖြစ်လို့မရပါဘူး။နောက်ဆုံးကန်ခဲ့တဲ့ပွဲ20 record ကိုကြည့်လိုက်ရင်တော့ကျွန်တော်တို့ Chelsea က10ပွဲနိုင်ထားပါတယ်။၄ပွဲတည်နဲ့6ပွဲရှုံးထားပါတယ်။ဆိုတော့တေချာလေးသာကံမယ်ဆိုရင်နိုင်ရေအများကြီးပါ။ဒါကိုကစားသမားတွေလည်းတေချာနားလည်မှာပါ။ဒီပြကလည်းအကောင်းဆုံးပြင်ဆင်လာမယ်လို့ယုံကြည်ပါတယ်။ဒီပွဲတော့နိုင်ဖို့လိုအပ်နေပါတယ်။နှစ်ပွဲဆက်ရှုံးနေလို့လည်းမဖြစ်ပါဘူး။ရှုံးမဲ့ရဲအောင်တွေလည်းမမြင်ရပါဘူး။ဒါပေမဲ့အားလုံးသိကြတဲ့ဘောလုံးကအလုံးကြီးဆိုတဲ့စကားအတိုင်းပဲရင်ခုန်အောင်မှာပဲဖြစ်ပါတယ်။ line up အနေနဲ့တော့တောင်ပန်မှာဂါနာရှိုနဲ့နက်တိုကိုပွဲဥရက်မြင်တွေ့ရနိုင်ပါတယ်။ပါမမရှိတဲ့နံပါတ်10နေရာတော့ဂျောင်းဘက်ရိုကပဲဝင်ကစားဖို့များပါတယ်။ဒီပြရင်ဒီစနစ်အပြောင်းလဲပေါ်မူတည်ပြီး position တွေကကွာသွားနိုင်ပါတယ်။ဘာဖြစ်ဖြစ်ကျွန်တော်တို့ Chelsea fan တွေကဒီညရင်ခုန်အောင်မှာပဲဖြစ်ပါတယ်။ Chelsea နဲ့ပတ်သက်တဲ့အကြောင်းအရာအများအားတင်ဆက်ပေးနေ Sport ကို like and follow လေးလုပ်တော့ပြောချင်ပါတယ်။ခုလိုမျိုးဆုံးဖြတ်ကြည့်ရှုသွားပေးတဲ့ကြောက်ချင်းစီတွေအောင်လည်းကျေးဇူးတင်ပါတယ်